Hey ဒီနေ့မှာတော့နောက်ထပ် pattern လေးတစ်ခုသင်ပြပေးမယ် So I'm really into test now ဒါမှမဟုတ် verb ဖိုင်ကြီးငါဒါလောက်ရတာကိုသဘောကျတယ် collect လောက်ရတာကိုသဘောကျတယ်အဲ့ဒါကိုပြောချင်တာကွာ So I'm really into ရဲ့နောက်မှာ noun လိုက်တယ်ဒါမှမဟုတ်ရင် verb ဖိုင်ကြီး gerund လိုက်တယ် So I'm really into traveling ခီးသွားတာကိုသဘောကျတယ်ခီးသွားတာကိုကြိုက်တယ် I'm really into coffee ကိုကြိုက်တယ် I like ဆိုတာအမြင်မသုံးနဲ့ပါ I'm really into ကိုပြောင်းသုံးကြည့် I'm really into speaking English အင်္ဂလိပ်စကားပြောရတာကိုကြိုက်တယ် I'm really into singing ချင်းဆိုရတာကိုကြိုက်တယ် I'm really into reading novels ဝတ္ထုတွေဖတ်ရတာကြိုက်တယ်ခုကြည့်နေတဲ့သူတွေလည်းကိုကြိုက်တာတစ်ခုရှိခဲ့ရင် comment လေးမှာခြိုက်ပေးခဲ့အောင်နော် Thank you follow for more